ဘဝမှာပျော်ရွှင်ရဖို့ကအရေးကြီးဆုံးလား hedonism ဆိုတာပါလေဒီနေ့တော့ hedonism အကြောင်းပြောကြမယ် hedonism လို့ပြောလိုက်ရင်အများအားဖြင့်တော့အပျော်အပါးလိုက်စားတာလို့ပဲပြင်းမြင်တတ်ကြပါတယ်အပေါ်ရန်ကြည့်ရင်တော့ရိုးရှင်းသလိုလိုပါပဲဒါပေမဲ့ဒသနအမြင်အရဆိုရင်တော့ဒါဟာတော်တော်လေးနက်နဲသလိုအထင်အမြင်လွဲကြတွေလည်းအများကြီးရှိနေပါတယ် hedonism ရဲ့အခြေခံကြဆုံးအယူအဆကတော့တာယာမှု pleasure ဟာအမြင့်မြတ်ဆုံးအရာဖြစ်ပြီးနာကျင်မှု pain ကတော့ရှောင်ရမယ့်အရာလို့ဆိုပါတယ်ဒီအချက်ပေါ်မှာပဲမူတည်ပြီးဒသနပညာရှင်တွေကအမြင်နှမျိုးထုတ်ပြခဲ့ကြပါတယ်ပထမတစ်ခုက psychological hedonism လူသားတွေကသဘာဝအရတာယာမှုကိုရှာပြီးနာကျင်မှုကိုရှောင်တတ်ကြတယ်ဆိုတဲ့အယူအဆပါဒုတိယတစ်ခုကတော့ ethical hedonism လူဆိုတာဒီလိုပဲနေထိုင်တဲ့နဲ့တာယာမှုကိုအစွမ်းကုန်ခံစားတာဟာအကောင်းဆုံးဘဝပဲလို့ကြွေးကြော်ချက်ထုတ်တာမျိုးပါလောကကြီးကို hedonism အမြင်နဲ့သုံးသပ်ကြည့်အောင်ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေအထိပ္ပယ်ရှိရလို့ထင်ရတဲ့စင်ကြင်တုံတရားနဲ့လောက်ရတွေအားလုံးကိုဒီအမြင်နဲ့ပြန်ကြည့်ကြမယ်ကျွန်တော်တို့ဘာကြောင့်ပညာသင်တယ်လဲအနာဂတ်မှာကောင်းကောင်းနေရဖို့ပါဘာကြောင့်အလုပ်လုပ်တယ်လဲတည်တည်ငြိမ်ငြိမ်နဲ့တက်တောင့်တက်တာနေကြလို့ပါဘာကြောင့်လူမှုဆက်ဆံရေးတွေတည်ဆောက်တယ်လဲနှွေးထွေးမှုနဲ့စိတ်ကျဉ်နှံမှုကိုခံစားကြလို့ပါတခြားသူအတွက်ကိုကျိုးစွန့်နေဆိုတဲ့လောက်ရတွေမှာတော့ကိုအပြစ်ရှိတယ်လို့မခံစားရအောင်ဒါမှမဟုတ်ဂုဏ်ယူစရာဖြစ်အောင်လှုံ့ဆော်တာမျိုးဖြစ်နိုင်ပါတယ်ဒီနေရာမှာမြင်တွေ့ရမှာကကျွန်တော်တို့လက်ရှိမှာစ조사ရုန်းကန်နေတာတွေကအနာဂတ်မှာပျော်ရွှင်နိုင်ဖို့တာယာမှုကိုခံစားရဖို့ဖြစ်ပါတယ်ကိုကျိုးမပါပဲဆုံးလို့အနစ်နာခံနေတယ်ဆိုရင်တော့သင်ကိုယ်တိုင်ကျင့်တဲ့ပျော်ရွှင်လို့အနစ်နာခံနေတာပါဒီကနေရလာတဲ့ပီတိကလည်းတာယာပျော်ရွှင်မှုတစ်မျိုးပါပဲဒါပေမဲ့ဒီနေရာမှာပဲအယူအဆတွေကဝေဝါးလာပါတယ်ဘာလို့လဲဆိုတော့တာယာမှုဆိုတဲ့စကားလုံးကအတိတ်ပဲအတိအကျမရှိပါဘူးအာယုံခံစားမှုကရတဲ့ချက်ချင်းလက်ငင်းအပျော်ကိုပြောတာလားဒါမှမဟုတ်ရေရှည်စိတ်ကျဉ်နှံမှုအေးချမ်းမှုနဲ့ဆင်းရဲဒုက္ခကင်းဝေးတာကိုပြောတာလားကျွန်တော်တို့ကတာယာမှုကိုဘယ်လိုသတ်မှတ်လဲဆိုတဲ့အပေါ်မူတည်ပြီး hedonism ရဲ့အထိပ္ပယ်ကလည်းပြောင်းသွားမှာဖြစ်ပါတယ်အခုခေတ်လူအဖွဲ့အစည်းမှာတော့ hedonism ကိုအပျော်အပါးအလွန်ကျွံလိုက်စားတာစိန်ခံတာအာယုံကိုဖန်ဆားနိုင်မဲ့အတွေ့အကြုံတစ်တွေကိုပဲအတင်းလိုက်ရှာနေတာမျိုးလို့သတ်မှတ်ကြပါတယ်ဒါပေမဲ့ဒါဟာလူပိန်းကြိုက်ပုံရိပ်တစ်ခုသာဖြစ်ပြီးဒသနပိုင်းရာကြည့်ရင်တော့တကယ်ကိုအပေါ်ရန်ဆန်လုံးပါတယ်ဒီဝါဒရဲ့အစောဆုံးတွေးခေါ်ပညာရှင်တဦးဖြစ်တဲ့ Epicurus ရဲ့အမြင်နဲ့ဆိုရင်ခုနကပြောတဲ့ပုံစံနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲ Epicurus အတွက်တော့တာယာမှုဟာအဓိကကျတာမှန်ပေမဲ့လူတွေထင်သလိုမျိုးတော့မဟုတ်ပါဘူးသူကအမြင့်မြတ်ဆုံးတာယာမှုဆိုတာပြင်းထန်တဲ့ပျော်ရွှင်မှုမျိုးမဟုတ်ပဲနာကျင်မှုနဲ့စိတ်အနှောက်အယှက်တွေကင်းဝေးနေတဲ့အခြေအနေကိုဆိုလိုပါတယ်တင်းငယ်အေးချမ်းတဲ့စိတ်အခြေအနေမျိုးကိုဆိုလိုတာဖြစ်ပါတယ်အပျော်အပါးကိုအလွန်ကျွံလိုက်စားတာဟာဆင်းရဲဒုက္ခစီကိုပဲဥတည်သွားတတ်တယ်လို့သူကသတိပေးခဲ့ပါတယ်အလိုလိုက်လုံးရင်ဆွဲလွှမ်းမှုတွေဖြစ်လာမယ်ထိမ့်မနိုင်သိမ့်မရဖြစ်လာတဲ့အလိုဆန္ဒတွေကစိုးရိမ်ပူပန်မှုရဲ့မြေဖြားခံရဖြစ်လာမယ်အသစ်တွေကိုအမြဲလိုက်ရှာနေတာဘယ်တော့မှမပြီးဆုံးနိုင်တဲ့တတ်မှတ်မှုတွေကိုပဲဖြစ်စေပါတယ်ဒါကြောင့်သူကတော့ချိုးချံချွေတာမိတ်ဆွေအပေါင်းအသင်းရှိတာနဲ့ကြောက်ရွံ့မှုကင်းဝေးတာမျိုးအပေါ်မှာပဲအခြေခံတဲ့ရိုးရှင်းတဲ့ဘဝကိုတိုက်တွန်းခဲ့ပါတယ်ပြောရရင်တော့တာယာမှုကိုလိုက်ရှာဖို့ထက်တာယာမှုကိုစနစ်တကျတည်ဆောက်ဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့hedonism ကိုဒီလောက်ထိအဆင့်မြင့်ပြီးဖွင့်ဆိုရင်တော့မှမိကုံးတစ်ခုကကြံနေပါသေးတယ်။တာယာမှုတစ်ခုတွေကကောင်းမွန်တဲ့ဘဝရဲ့အခြေခံဖြစ်ဖို့တကယ်ပဲလုံလောက်ရဲ့လား။ဒီမိကုံးက Robert Nozick ရဲ့စမ်းသပ်ချက်တစ်ခုနဲ့ဆိုရင်ပိုပြီးစဉ်းစားစရာဖြစ်သွားပါတယ်။ကျွန်တော်တို့လူချင်းသမျှအတွေ့အကြုံအားလုံးကိုဖန်တီးပေးနိုင်တဲ့စက်တလုံးရှိတယ်လို့မြင်အောင်ကြည့်ပါ။အဲ့ဒီထဲမှာပြည့်ပြည့်စုံတဲ့ပျော်ရွှင်မှုအောင်မြင်မှုဘဝအထိပ္ပယ်စတာတွေကိုခံစားနိုင်မယ်။ဒါပေမဲ့အဲ့ဒါတွေအားလုံးကအတုအယောင်တွေပါ။တကယ်လို့တာယာမှုတစ်ခုတည်းကပဲအရေးကြီးဆုံးဆိုရင်ဒီစက်တဲကိုဝင်ဖို့ညင်းစရာအကြောင်းမရှိပါဘူး။ခံစားချက်အရာပြည့်ပြည့်စုံနေတဲ့အတူအယောင်ဘဝဟာအစစ်မှန်ဘဝလိုပဲတန်မိုးရှိနေမှာဖြစ်ပါတယ်။ဒါပေမဲ့လူတော်တော်များများကတော့ဒီလိုလုပ်ဖို့ကိုတွန့်ဆုတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတာယာမှုထက်ကြော်လွန်တဲ့အရာတစ်ခုကိုတန်မိုးထားနေလို့ပါ။ကျွန်တော်တို့ကအရှိတရားကိုတန်မိုးထားတယ်။စစ်မှန်မှုကိုတန်မိုးထားတယ်။အရာရာကိုအတွေ့အကြုံဖြစ်ခံစားရုံနဲ့မကပဲတကယ်တမ်းလက်တွေ့လှုပ်ဆောင်ခြင်းကြတာပါ။ဒီနေရာမှာပဲ hedonism ရဲ့အကန့်အသတ်ကိုစတင်တွေ့ရှိရတာဖြစ်ပါတယ်။ဒသနပညာရှင်တွေကဒီပြဿနာကိုပုံစံမျိုးစုံနဲ့တုံ့ပြန်ခဲ့ကြတယ်။ Aristotle ကတော့တာယာမှုတစ်ခုတည်းနဲ့ဘဝကိုအတိတ်ပဲမဖွင့်နိုင်ဘူးလို့ညင်းပါတယ်။သူ့အမြင်မှာပျော်ရွှင်မှုဆိုတာခံစားချက်တသက်မဟုတ်ပဲဇယိုက်လက္ခဏာကောင်းမွန်အောင်တည်ဆောက်ပြီးဆင်ញင်တုံတရားနဲ့နေထိုင်မှုပုံစံဖြစ်ပါတယ်တဲ့။တာယာမှုဆိုတာအဲ့ဒီလောက်ရတွေရဲ့အကျိုးရလဒ်ဖြစ်နိုင်ပေမဲ့နောက်ဆုံးပန်းနိုင်တော့မဟုတ်ပါဘူးလို့ဆိုခဲ့ပါတယ်။ Immanuel Kant ကတော့ပိုပြီးပြတ်သားပါတယ်။သူကကျင့်ဝတ်သီလဆိုတာတာယာမှုအပေါ်မှာအခြေခံလို့မရဘူးလို့ဆိုပါတယ်။လောက်ရတစ်ခုရဲ့တန်မိုးဟာတာယာမှုကိုပေးနိုင်မပေးနိုင်ဆိုတာတက်တာဝန်သိစိတ်နဲ့လှုပ်ဆောင်တာဟုတ်မဟုတ်ပေါ်မှာပဲမူတည်ပါတယ်တဲ့ဘဝကိုဘယ်လိုခံစားရမလဲဆိုတာတက်မှန်ကန်တဲ့ကျင့်ဝတ်တွေနဲ့နေထိုင်ဖို့ကပိုအရေးကြီးတယ်လို့သူကယူဆပါတယ်
တစ်ချိန်တည်းမှာပဲ John Stuart Mill လို့ပညာရှင်တွေကတော့ hedonism ကိုပြန်လည်မွမ်းမံမှုစူးစမ်းခဲ့တယ်။သူကတရားမှုအားလုံးဟာတန်မိုးချင်းမတူဘူးလို့ဆိုပါတယ်။အသိဉာဏ်နဲ့ကိုချင်းတရားပိုင်းဆိုင်ရာမြင်မာတဲ့တရားမှုတွေရှိသလိုအာယုံခံစားမှုတသက်ဖြစ်တဲ့နှိမ်ပါတဲ့တရားမှုတွေလည်းရှိတယ်လို့ဆိုခဲ့ပါတယ်။ဒါဟာတရားမှုကိုအရေးအတွက်တည်းမကပဲအရေးအသွေးကိုပါကြည့်ရမယ်လို့ပြောလိုက်တာပါ။ဒီရှုထောင့်တွေအားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်တော့ပုံစံတစ်ခုပေါ်လာပါတယ်။တရားမှုကိုလုံးဝပယ်ထားတာမျိုးမဟုတ်ပဲအဲ့ဒီတစ်ခုတည်းနဲ့တော့မလုံလောက်ဘူးဆိုတာပါပဲ။တရားမှုကိုဘဝအတိတ်ပဲသီလနဲ့အရှိတရားဆိုတဲ့ပိုကျပြန့်တဲ့မူပေါင်းထဲမှာထည့်သွင်းစဉ်းစားလာကြပါတယ်။ဒီပရိပက္ခဟာ theory တသက်မဟုတ်ပါဘူး။ခေတ်သစ်ဘဝတွေထဲမှာလည်းဒါကိုအထင်ရှားမြင်ရပါတယ်။ဒီနေ့ခေတ်မှာတရားမှုဆိုတာအလွယ်တကူရနိုင်တဲ့အရာဖြစ်နေပါပြီ။ဤပညာတွေကြောင့်ကျွန်တော်တို့ရဲ့အလိုဆန္ဒတွေကချက်ချင်းဆိုသလိုပြေဝနေတတ်ပါတယ်။ဖြောပြရေးတွေတက်တောင့်တက်တာရှိမှုတွေကအဆုံးမရှိပါဘူး။ကျွန်တော်တို့ကကောင်းကောင်းခံစားရဖို့အတွက်စောင့်နေကြတိခံနေကြမလိုတော့ပါဘူး။ဒါပေမဲ့ဒီလိုတရားမှုတွေပေါ်များလာတာကပဲပြဿနာအသစ်တစ်ခုကိုဖြစ်စေပါတယ်။တရားမှုကိုအလွယ်တကူရလာတဲ့အခါအဲ့ဒီအရာရဲ့တန်ဖိုးကလျော့သွားပါတယ်။တစ်ချိန်ကစိုးစဲတစ်ခုလိုခံစားခဲ့ရတဲ့အရာတွေဟာအခုတော့ရိုးဤသွားပါပြီ။ကျွန်တော်တို့တွေကတက်တောင့်တက်တာရှိဖို့ပဲအစွမ်းကုန်စူးစမ်းလေအဲ့ဒီတက်တောင့်တက်တာရှိမှုကပေးတဲ့အဓိပ္ပာယ်ကပို့ပြီးတော့နည်းသွားလေပါပဲ။ဒါဟာတရားမှုကအရေးမကြီးဘူးလို့ပြောတာမဟုတ်ပါဘူး။တရားမှုကလူသားဘဝရဲ့အခြေခံအစိတ်ပိုင်းတစ်ခုဖြစ်ဆက်ပြီးရှိနေအောင်ပါပါ။ဒါပေမဲ့ hedonism ကဆိုသလိုတော့တရားပျော်ရွှင်မှုတစ်ခုတည်းကဘဝတစ်ခုလုံးကိုမလွှမ်းမိုးနိုင်တော့ပါဘူး။ဒါကြောင့်မင်းကကျွန်တော်တို့တရားမှုကိုရှာတင်သလားဆိုတာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့လူဆိုတာဒါကိုအမြင်ရှာနေအောင်ပါပဲ။တကယ်မင်းကတော့တရားပျော်ရွှင်မှုတသက်ဟာကျွန်တော်တို့ဘဝအတွက်ခိုင်မာတဲ့အုံမြင့်တစ်ခုဖြစ်နိုင်ပါမလားဆိုတာပါပဲ။ဘာလို့လဲဆိုတော့ခံစားချက်ကောင်းမှုတစ်ခုတည်းအပေါ်တိဆောက်ထားတဲ့ဘဝဟာနောက်ဆုံးမှာငါဘဝဟာတကယ်ပဲတန်မိုးရှိနေထိုင်ခဲ့တာဟုတ်ရဲ့လားဆိုတဲ့မေးခွန်းကိုဖြေနိုင်ဖို့ရုန်းကန်နေရမှာဖြစ်ပါတယ်။ဒီနေရာမှာပဲ hedonism ကကျွန်တော်တို့ကိုအဲ့ဒီဝါဒထက်ကျော်လွန်တဲ့အရာတွေကိုလှမ်းမြော်ကြည့်ဖို့တွန်းအားပေးနေတာမျိုးလည်းဖြစ်နိုင်ပါတယ်